အမလေးကွာအိတ်လိုက်တာဘန်နာရောင်ချိုးသွားလည်းမသိကွာညာဂိမ်းစော်ကောင်းနဲ့ဂိမ်းစော်ကြီးဟောအားရပါရအိတ်ချရတာနေဖင်တော်မှချိုးနေပြီကဲထားရအောင်မယ်ကွာဘဘို့လည်းကြောင်းလိုက်ဖို့အောင်မယ်ကွာအမလေးရှည်လေးပါလေးချိုးမှပဲကွာဒီတိုင်းရှည်ပန်းနဲ့ချိုးနေကြာရဲကွာဒီတိုင်းပဲကူးလိုက်တော့နေဒီတိုင်းကူးလို့မရဘူးငါအိတ်ကြီးမချွတ်ရသေးကွာအိတ်ကြီးပါလေးချုပ်ပြန်ကူးရမယ်ကဲလာလျော့ကွာရှော်စရာဝတ်တွေကပုံနေရပဲကွာဘဘို့ကြောင်းပို့ပြီးတော့အိမ်ပြန်มาပဲငါတေချာရှော်အောင်မယ်ကွာအဝိရှော်သားကလည်းပြက်နေရဆိုလက်နေပဲရှော်ရမယ်ကွာโอเคအိတ်ကြီးလည်းချွတ်သွားပြီဆိုတော့ရေကူးမယ်ရေကူးမယ်ဟာကဲလာလျော့ဝီမလေးဟိုကောင်းနေကွာအဲ့ရထားကြပြီရောထင်တာပဲအချိန်ကကြောင်းတော်မှာတော့နောက်ကျနေပြီဒီချိန်တော့ဆိုရင်ဒီကောင်နေမနှက်စာစားပြီးတော့ကြောင်းသွားဖို့အတွက်လွဲကြီးတွေပါပြင်နေတော့ပြီကွာဤဒီလေမျိုးပြင်ကကုံစုံဆိုင်မှာသူပစ္စည်းတွေပါထွင်မို့အတွက်ပစ္စည်းတွေပါတွားဝယ်လောက်တယ်ကွာကုံကျန်းတွေပါတွားဝယ်လောက်တယ်ဒီစမ်းမောင်ကွာပြောမရဘူးကွာဘိုးအိပ်ပြောရင်လားမသိဘူးငါတွားကြည့်ပါပဲအမလေးရေရောချိုးပြီးသွားပြီကွာဒီအင်ဂျီလေးနဲ့မှပြန်ဆွတ်လိုက်မယ်အင်ဂျီကခုနကအင်ဂျီကငါမလျှော်ရသေးဘူးဆိုတော့နောက်ထည့်ကိုဝစ်ကြည့်ရမယ်ကွာဘာလေးဝင်ကောင်းမလဲမထူးပါဘူးကွာစွတ်ကျဲပဲကောက်ဆွတ်လိုက်တော့မယ်အင်ကြီးကလည်းမလျှော်ပါသေးဘူးဘောင်းမီကလည်းမလျှော်ပါသေးဘူးဆိုတော့မြင်းကောင်းစွတ်ကျဲနဲ့အောက်ကခြေခြေဘောင်းဝင်နဲ့ပဲဒိုးရမယ်ကွာဘဘိုးအေးငါညီဘဘိုးကျောင်းသွားရမယ်နော်အေးမင်းပြင်ဝိုင်းမလားငါအောင်မခုမှနိုးလို့ကွာရှေးပိုင်းမြန်ချိုးလိုက်ရရဲ့ကွာအေးဘဘိုးဘယ်ရောက်နေလဲမသိဘူးအေးနေမပြန်ထူးရမှာလူကြီးရောက်ခွင့်ပြန်ထူးရရဲ့ဒီကောင်မနဲ့စာစားနေတယ်မဟုတ်ဘူးဒါဆိုရင်ကျောင်းစာအုပ်တွေထည့်နေတယ်ကွာဘဘိုးကျောင်းစာအုပ်လည်းမထည့်ပါလားဘယ်ရောက်လဲမနဲ့စောစီဂိမ်းဆိုင်ရောက်နေပြီလားမသိဘူးကွာဒါပေမဲ့ဒီကောင်အဲ့လောက်တော့ဒီကောင်မစိုးပါဘူးကွာဂိမ်းဆိုင်ရောမရောက်တော့ဘူးထင်တာပဲကျောင်းကလည်းအချိန်ကနောက်ကျနေပြီလေဒုက္ခပါပဲကွာဘယ်ရောက်နေမသိဘူးဘဘိုးငါကြီးဘဘိုးဘယ်ရောက်နေလဲကွာဘဘိုးဒုက္ခပဲရောက်ကြီးဘဘိုးဤဒီဘဘိုးနှစ်ကောင်လုံးပြောင်းနေရကွာဒုက္ခပဲအစမပြေဘူးနော်အောက်မှာအောင်နဲ့ကောမသိဘူးအောင်နဲ့ဒီချိန်ဆိုရင်အောင်နဲ့ကမနဲ့စာကျွေးနေကြကွာသူငါအောင်နဲ့လို့ခေါ်လိုက်ရင်ထားခေါင်နေကြပါညီစမ်းမအောင်နဲ့လည်းမရှိဘူးကွာအောင်နဲ့ကိုခေါ်ပြီးတော့များတိုးညီကိုနှကောင်လမ်းလျှောက်ထွက်သွားလားဒါလည်းမဖြစ်နိုင်ဘူးကွာငါခုနပြောလို့ပဲကြောင်းကျင်ကနောက်ကျနေပြီဒီချိန်ဆိုရင်ဘဘိုးအပြင်မထွက်ပါဘူးကွာ तू ဒီမှာကျောင်းစာအုပ်တွေထည့်ရနေပဲတိုင်ပတ်နေရဒုက္ခပဲရောက်ရင်တခုခုအောင်မှားနေပြီထင်တယ်နော်ဘဘိုးဤဒီဒုက္ခပဲကွာငါတခုရှိရဲကွာဦးလေးတူမီများဖတ်တီကိုလိုက်ပို့ရင်းနဲ့တခါလေငါအိမ်ရှိကိုဝင်ခေါ်တော့လားမသိဘူးငါပဲအဲ့ရကနေမနိုးသေးလို့ငါ့ကိုမပြောဘဲနဲ့ထွက်သွားကြရလားအဲ့ဒါလည်းဖြစ်တော့မဖြစ်နိုင်ဘူးကွာဒုက္ခပဲကွာမထူးကွာငါဦးလေးတူမီကိုစီကိုတွားကြည့်ရမယ်ကွာဟုတ်တယ်ဦးလေးတူမီစီကိုငါတခါလေးတွားကြည့်ရမယ်အမလီတော်ကြီးရဲ့ရောက်ပြီးစိုင်ကေကားရအောင်မယူသွားကြဘူးကွာစိုင်ကေကြီးနဲ့ပဲထိုးလိုက်မယ်ကွာကဲလာလေးစောစီရောအလုတ်ရှုပ်ပြီဟေးအလုတ်ရှုပ်ပြီဘာဖြစ်ဒီကောင်းကြီးပျောက်သွားတာဆိုပို့လို့မရဘူးကွာခိကလာကြီးရတယ်ကောင်းတာမဟုတ်ခလေးတစ်ခိုးရတယ်များတယ်ကွာအဲ့တော့ငါအမြန်ဆုံးလိုက်ရှာမအောင်ရမယ်ညီစမ်းမအောင်ကွာဦးလေးတူမီအိမ်ကငါအမြန်လက်ကမယ်ကွာပုံရတယ်ညဘေးကုံနေရဲကွာဘေးမထက်ရသေးဘူးဆိုဖုန်းနဲ့ဆက်လို့မရဘူးအိမ်လေးကတိတ်မလို့ပါဘူးကွာဟိုးနားဆိုရင်တော့ရောက်ပါပြီတိတ်တော့မဝေးဘူးဆိုတော့ဒီတိုင်းပဲတွားလိုက်တော့မယ်ငါမလေးငါထင်တာမှန်လို့ရှိရင်တော့ဦးလေးတူမီလာခေါ်ကဖြစ်ဖို့များရဲ့ကွာဒီတိုင်းတော့ပျောက်သွားစရာအကြောင်းမရှိဘူးဒါနဲ့နေစမ်းမအောင်ဒီနားတစ်ဝိုက်မှာလူတွေဖယ်ရောက်နေတယ်ကွာတော်တော်လေးကားဟိရှင်းနေနော်ပုံမှန်ဆိုရင်ကွာဒီချိန်ကရုံးတက်တဲ့ချိန်ကြောက်တက်တဲ့ချိန်ဆိုတော့လူတွေကားကြီးအရှုပ်ရှက်ခတ်နေရမှာဘာလို့အဲ့လိုရှင်းနေရလဲမသိဘူးစိတ်ထဲမှာတမျိုးကြီးပဲကွာတခုခုမားနေလို့ခံစားနေရရင်ဟိုးရှိကလမ်းပြင်နေတယ်နေကွာဒီငါအရှိန်နဲ့ကြော်သွားမယ်ကဲဒါဖြက်လန်းဆိုဒီနေရာသွားမှရမယ်ကွာလာလျော့အမလီဟဲ့သေပါပြီရောက်သေပါပြီရောက်ပြီဒုက္ခပဲဦးလေးတုံမစီမရောက်ပဲနဲ့ငါနက်ပြည်ရောက်တော့မယ်တော်ကြီးဆိုင်ကဘာမှမဖြစ်သွားဘူးအမလီတော်ကြီးရပေါ့ကဲဘာဖြစ်သွားလဲဝါမဖြစ်တော်ကြီးကဲဦးလေးတုံမီစီကအမြန်သွားရမယ်ကွာအချိန်ဆွဲလို့မရဘူးဘိုးပြောက်သွားတာတေးကြရင်ငါရဲစခန်းနေပါတွားပြီးအမှုဖွင့်ရမယ်ကွာလိုက်ရှာရမှာငါထင်လို့ပဲကွာငါခုနပြောလို့ပဲဦးလေးတုံမီပဲတခါရဲဖတ်တီကိုကြောင်းပို့ရင်းနဲ့လာခေါ်သွားရထင်ပါရဲ့ကွာအိပ်ပြော်ရင်လို့မသိတာဖြစ်မယ်ကွာကဲဦးလေးတုံမီအိမ်ကိုပဲတခါရဲတွားလိုက်မယ်
ပြီးအောင်ကြီးကြက်သိန်းတောင်ထားရဲ့လမ်းမမှာကားရည်စည်းမှမရှိဘူးကွာရှင်းလင်းနေရပဲဒီနေ့မြို့လေကောင်မှာဘာပွဲညာပွဲများရှိလားမသိဘူးအဲအကြောင်းလူပေမြို့ထဲမှာရှင်းနေရတယ်နဲ့ကွာမပြောတယ်ကွာဦးလေးတို့မီစီပဲသွားရမယ်ကွာဒါနဲ့ငါလမ်းမနဲ့ဂိမ်းဆိုင်သွားဖို့ချိန်ထားရည်ကွာဒီကောင်းအိမ်ရတဲ့ဟိုရှိနားလေးမှာဆိုသူ့ဘာတခါရင်ငါဝင်ခေါ်ရမယ်ဟုတ်တယ်ပြီးမှဦးလေးတို့မီစီသွားရမယ်လမ်းမကြီးတကယ်ကြီးလမ်းမကြီးပြအောင်ဂိမ်းဆိုင်သွားမယ်ဆိုကွာချိန်ထားပြီးတော့ငါတမဟိုပါဦးလေးတို့မီအိမ်ကိုခဏမေးစရာရှိလို့ကွာအဲ့ဒါမင်းကိုလမ်းကြုံလို့တခါရင်ဝင်ခေါ်ရတာလမ်းမကြီးဟာဒီကောင်အိပ်ပျော်နေရထင်တယ်ကွာအချိန်ကနေပင်တိုးနေပြီခုထိကိုမနိုးသေးဘူးပြအောင်လမ်းမငါဝင်လာပြီနော်တာကြီးလမ်းမဟာယောအိမ်ခန်းထဲမှာလည်းမရှိဘူးလမ်းမအဖေနဲ့မေလည်းမတွေ့ပါလားကွာသူရုံသွားလားမသိဘူးမင်းမို့ရုံဖွင့်ရဲ့အကြောင်းဖွင့်ရဲ့ဆိုရုံသွားရတယ်နေပြအောင်လမ်းမစတူခန်းထဲမှာလည်းမရှိဘူးတာကြီးလမ်းမဟာသူ့ဖေနဲ့မေအိမ်ခန်းအောင်ရှင်းနေရမယ်နင်သူ့အိမ်ခန်းထဲကိုဝင်ကြည့်ရမယ်ပြအောင်လမ်းမရေချိုးခန်းထဲမှာလည်းမရှိဘူးလမ်းမဟာအိမ်ခန်းထဲမှာလည်းရှင်းလင်းနေပါလားဟာဒုက္ခပဲရောက်ဘာဖြစ်တာလဲမသိဘူးပြအောင်လမ်းမရေဒီကောင်ကငါထင်တော့ငါနဲ့ဂိမ်းဆိုင်ကိုသွားဖို့ချိန်တာကိုမေ့ပြီးတော့သူ့ဖေနဲ့မိနဲ့တဏီယာလိုက်သွားလားမသိပါဘူးကွာဒုက္ခပဲကဲထားပါကွာလမ်းမရေမကြည့်ဟိုကောင်လေးကရေးကြည့်ရဲကွာတော့ကြပျောက်သွားရင်တိုင်ပတ်တယ်ဟာဦးလေးတို့မေအိမ်ကအရေးကြီးတဲ့နေရာကိုရှင်သွားရမယ်ကွာဟုတ်တယ်ဘိုးပျောက်သွားလို့မရဘူးကွာတိုင်ကြီးပတ်လိုက်မယ်ဦးလေးတို့မေအိမ်ကအမြန်မောင်းရမယ်ဦးလေးတို့မေပတိကိုအကြောင်းပို့ရင်လည်းဘိုးဘာတခါခေါ်သွားလားဗျကျွန်တော်ဘိုးနဲ့အီဒီကိုအိမ်မှာမတွေ့ရလို့ဦးလေးတို့မီဟာဒုက္ခပဲရောက်ရင်ဦးလေးတို့မီဟာရေတခါကြီးလည်းဖွင့်ထားပါလားမင်းငါဆိုင်ကန်တွေပဲဝင်တော့ကောင်းပါရဲ့ဦးလေးတို့မီဟာဒုက္ခပဲဘာမှလည်းမပြောပါလားဦးလေးတို့မီကျွန်တော်ဝင်လာပြီနော်ဦးလေးတို့မီဟယ်လိုဦးလေးတို့မီဟာဦးလေးတို့မီဟာဘယ်သူမှလည်းမထူပါလားကွာတခုခုမှားနေပြီနော်ဦးလေးတို့မီဟေးငါအခုမှတေချာတတိထားပြီးတော့စဉ်းစားမိရေကွာငါမနဲ့နိုးလာကြတဲ့ကငါမျက်လုံးထဲမှာလူလဲတယောက်မှမမြင်ရပါလားကွာလူကြီးတယောက်မှမမြင်ရဘူးဟုတ်တယ်ကွာဘိုးနဲ့အီဒီလဲငါ့အိမ်မှာပျောက်နေရယ်လမ်းမိုင်းသွားတော့လဲလမ်းဘာလို့တမိသားစုလုံးပျောက်နေရယ်အခုဦးလေးတုံမီကိုအိမ်မှာလဲလူတယောက်မှမရှိဘူးဆိုတော့ဒါတွေးရသားရောမဖြစ်နိုင်ဘူးကွာငါထင်တော့စတူစီတာပွဲကြီးပါရင်များမြို့ထဲမှာတုတ်လားမသိဘူးကွာငါ့ကိုမခေါ်ဘဲနဲ့အုပ်စုတိုက်ကြီးထွက်သွားကြလားမသိဘူးငါအပေါ်တက်သွားမယ်ဦးလေးတော်မီကျွန်တော်တက်လာပြီဗျို့အပေါ်မှာရှိလားမသိဘူးဦးလေးတော်မီဟာဦးလေးတော်မီနေစမ်းမောင်ကွာဒုက္ခပဲခန်းထဲမှာလားမသိဘူးဟယ်လိုဟာဘာမှမရှိပါလားတခုခုမှားနေပြီကွာဒါဦးလေးတော်မီကိုမင်္ဂလာဆောင်တော့ပုံနေကွာဟာဒါရေးနောက်ထားပါအောင်ကွာဦးလေးတော်မီဒီမှာအတန်နေချားနေရိုင်ကွာဟာဖတ်တီးကကြောင်းပြေးရလားမသိဘူးရောက်ရင်ဒီကောင်ကြောင်းမသွားဘူးပြင်တယ်ကွာအထဲမှာဂိမ်းဆက်ကြီးဖွင့်ထားရဲ့ဟေ့အောင်ဖတ်တီးဟာဟေးအောင်ဒီမှာကွန်ပျူတာတွေဖွင့်ပြီးတော့ဒီကောင်ဘယ်ပြောက်သွားလဲကွာအောက်မှာလေစားလက်စပီဇာပြားကြီးပါလားတခုခုကမားနေပြီအောင်ကြီးဒီကြိုင်တခုခုကမားနေပြီဟာတီဗီရလေတိုင်းဖွင့်ခဲ့လို့ပါလားကွာပလက်တွေပါရမဖြုတ်ခဲ့ဘူးညခဏတခုခုမားနေပြီဖတ်တီးဦးလေးတော်မီพี่အောင်တအိမ်လုံးမှာငါတယောက်ဖလားမသိဘူးရောက်ရေးကြောက်လာပြီနေငါအမြန်သွားမှရောက်မယ်တော်ကြငါ့ကိုတရေချောက်နေဦးမယ်พี่အောင်တကယ်ကြောချမ်းမအောင်ကောင်းတယ်ကွာဘယ်သူမှလည်းမရှိကြပါလားဟာพี่အောင်တခုခုမားနေပြီဟာဒုက္ခပဲကွာတကဘာလုံးကလူတွေတမျိုးလုံးကလူတွေငါ့ကိုထားပြီးတော့ဘေးထွက်သွားကြတယ်မသိဘူးဒါလည်းမဖြစ်တော့မဖြစ်နိုင်ပါဘူးကွာရုပ်တိမှမရှိရဦးလေးတူမီကသူ့အိမ်မှာမရှိဘူးဆိုတော့အန်ဒီတာကိုရှော့ပင်သွားမှဖြစ်လိမ့်မယ်ကွာပတ်တီးကလည်းကြောင်းရောက်နေတော့ပြီထင်တယ်ဘိုးနဲ့အီဒီကလည်းဦးလေးတူမီကဘိုးကိုတခါရေးကြောင်းလိုက်ပို့ပြီးတော့အီဒီကိုပါမျိုးပြင်ကိုပတ်ပို့ခဲ့ပုံရတယ်ကွာပြီးတော့သူတခါလေးကားရှုံးကိုသွားဖြစ်မယ်ဟုတ်တယ်ဖြစ်နိုင်တယ်ကွာဦးလေးတူမီကားရှုံးမှာရှိနေမယ်ဦးလေးတူမီရဲ့ကားရှုံးကိုငါထပ်ပြီးတော့လိုက်သွားမယ်အမှဆိုတော့သူရှိမှာပါကွာကဲစမတ်ရေးစိတ်လျှော့ဘာမှမဖြစ်တော့ပါဘူးကွာဟိုမှာဦးလေးတူမီနဲ့တွေ့မှာပါကဲဦးလေးတူမီရဲ့ကားရှုံးကိုဒိုးလာအောင်မယ်ကွာ let's go ဟာငါပြောပါရဲ့ဦးလေးတူမီကားရှုံးမှာရှိပါလိမ့်မယ်လို့ဒီမှာတို့ကားရှုံးရဖွင့်ထားပြီကွာဒါဆိုတော့တင်ကြရဲ့သူကားရှုံးထဲမှာရှိလိမ့်မယ်ကွာကားရှုံးကတော့သူ့ဟာသူဒီတိုင်းနေတော့ဖွင့်မှာမဟုတ်ဘူးကွာတရားလာဖွင့်တော့ပဲဟာတော်ပါသေးရဲ့ကွာငါရင်းနေအောင်မတုံတော့ပဲဘာများဖြစ်သွားပြီလဲလို့ကဘာကြီးများဘာဖြစ်သွားလဲလို့ဟာတော်သေးရပေါ့
ဦးလေးတော်မေးကျွန်တော်လာပြီမြို့